ရရင်သုံးမတန်ခတ်တယ်ဘာလို့သုံးမတန်ခတ်တယ်လဲရှင်းလို့နော်အတိတ်ကအမျိုးမျိုးနဲ့သုံးမတန်ခတ်တော့လဲနောင်တန်းနဲ့မလာတော့ဆိုသူထဲလဲအပ်တယ်လဲတန်လဲအပ်တယ်ငါတာပြီးအိမ်ကိုပြန်ပြန်တော့ဒီမှာစံကုန်ဒီဟုတ်လို့မို့လားနေအိမ်ကိုပြန်လာပဲကောင်းပါလေနော်မင်းပြန်တော့အချိန်ပြောခဲ့တဲ့ကြောင့်ဒီကျင်းနေဟုတ်လားဒီစကားတွေဆွလာမကိုကြီးလက်မလို့နဲ့အဲ့လိုကြည့်ပြောရလားဟုတ်လို့မို့လားကဲစင်းကျလို့ကဲစင်းဒီတဲ့နေပါမေးစာရှိလဲမေးစရာဒါဘိမ္မာတော်လားဖျားเจ้าလားဖျားเจ้าဘိမ္မာတော်ဖေးနေရလားအဲ့တော့အပြင်မှာနေအရက်တောက်တာဖျားเจ้าထဲမှာဒီဖျားเจ้าထဲမှာအရက်တောက်တာနဲ့အပြင်မှာနေနေပြီးချုံပုတ်နဲ့မှာအရက်တောက်ဘာကွာလဲမကွာဘူးအတူတူဘယ်မှာတောက်နေရလဲဘိမ္မာတော်မှာတောက်နေတာဟုတ်ပြီနော်ဒီညကိုစားကိုကြီးတို့စားမယ်ရလားဟုတ်ဘူးဘာလဲဒီမီးတုပ်လေးကိုဗဇက်တက်မှာကြိုက်တာအဲ့ဒါဘာစတိုင်လဲမီးတုပ်ကြိုက်တာလေလာနေမတင်နေတော့အဲ့ဒါကိုဖြက်စီးနေတာဟုတ်လို့မဟုတ်လားဒီခန္ဓာကိုယ်အရေးတွေတွန်းရမဲ့နေရာတွေမဟုတ်တော့သူများကိုဈေးဆိုရမယ်နေရာအပြစ်တွေကြေးရမယ်နေရာမဟုတ်ဘူးကိုယ်အတက်တာဖြစ်ဖျားဂုံတော်တင်ကြတယ်သူတို့ကအကျိုးကိုတိဆောက်မဲ့အရာဖြစ်တယ်နော်ဖျားဂုံတော်တင်ကြဆိုဖို့အရေးမကြီးလားဒါကြောင့်ဒီအပြစ်လုပ်တဲ့အရာအမှဖျားရဲ့ကောင်းခြင်းနဲ့ခတ်သိမ်းကိုစိတ်တာပဲလေတူလားမတူလားအဲ့ဒါမင်းမြတ်စာပါလို့